ငွေကြောင့်မျက်နှာလွှဲနေတယ်ဆိုရင်တော့တနေ့ခမရတို့ပဲပြန်ပေးဆက်လိုက်မယ်ကျွန်တော်တို့ကအဝေး ခင်ဗျားတို့ပဲပြစားအောင်မဟုတ်ဘူးမင်းတို့ lobby တွေနော်စစ်တပ်ကိုထောက်ခံပြီးတော့ပြည်သူတွေကိုတပ်ဖြတ်ဖို့အားပေးနေတဲ့ lobby တွေလည်းခံရမှာအခုချိန်ကျတော့တို့အမိုးပွင့်ကားလေးနဲ့နော်သစင်ဦးတို့နဲ့နော်ကားကြီးပျော်ကြီးစီးပြီးတော့သွားပါလားတော်ကျွဲအင်းတို့နော်အုတ်တွင်းတို့သွားပြီးတော့သတင်းယူပါလားနော်ကျွန်တော်တို့အဲ့ဒေတာလာခြင်းမလဲလာမလာခြင်းလည်းမလာဘူး တွေ့လားစိတ်တက်ပဲတွေ့လားမင်းတို့စိတ်တက်ပဲရှုံးနေတဲ့နေရာကျတော့မသွားဘူးလေအားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့เนาะအရင်ရက်ကဒီကျွန်တော်တို့တော်လန်ရေးတပ်ဖွဲ့တွေရဲဘော်တွေရဲ့ဂူဝိတ်မှန်တွေကိုရိုင်းဆိုင်ပြုမှုခဲ့တဲ့เนาะကျော်စိုးဦးရဲ့ဗီဒီယိုကိုဗီဒီယိုရီအက်ရှင်လုပ်ပြီးတော့မှာဖြစ်ပါတယ်เนาะဒီကောင်ဒီနေ့မှာတော့တော်တော်လေးတော့ပေါက်နေတဲ့သဘောမှာရှိတယ်ပေါ့เนาะဘာကြောင့်လဲဆိုတော့မနေ့ကဒီပဲခူးတိုင်းကဒီကြောက်တကားမြို့နယ်တော်ကျွဲအင်းမှာလည်းဝင်ပြီးတော့မြို့သိမ်းစခန်းတွေเนาะမြို့သိမ်းတိုက်ပွဲတွေလုပ်ခဲ့တယ်เนาะဒါပြင်ကိုမှဒီခြားတော့ဒီဘက်ပဲခူးတိုင်းထဲမှာပဲရှိတဲ့ဒီအုတ်တွင်းတို့ညောင်ခြေထောက်တို့ကျွဲပွဲတို့ဂျားထဲမှာရှိတဲ့နော်ဂိတ်စကန်တွေကိုလည်းဝင်ပြီးတော့သိမ်းခဲ့တာတွေလည်းရှိတယ်နော်ဒီဒေတာကန်တွေရဲ့အင်တာဗျူးတွေပေါ့ဖိုင်တွေကလည်းအများကြီးတက်လာတယ်ဒီလမ်းမပေါ်မှာကျမ်းပတ်စစ်တပ်ရဲ့ဒီစစ်သားတွေပြန်ကျဲပြီးတော့ဝက်တွေတေးနေတယ်ဆိုပြီးတော့ပြောနေတဲ့အတန်ဖိုင်တွေလည်းတက်လာပါတယ်ဒီတော့ဒီကောင်ဘလို့လေးလောင်နေလဲဆိုတဲ့ဟာနော်လွတ်လပ်သွားလာနေတာပေါ်တင်သွားလာနေတယ်ဆိုတော့ဆရာကြီးကလည်းဒီလိုမျိုးချိန်ကြတော့သွားပြီးတော့သတင်းယူပါလားနော်တော်ကျွဲရင်းတို့ဘာလို့သတင်းသွားယူပါလားအဲ့လိုမျိုးကြတော့အတန်မထွက်တော့ဘူးနော်ဆရာကြီးအတန်မထွက်နိုင်တော့အဲ့ဒါလေးကိုလည်းကျွန်တော်တစ်ချက်ဖွင့်ပြပါမယ်တူတူကြည့်လိုက်အောင်အားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်ကျော်စိုးပါ People Media ဖြစ်ပါတယ်ဗျာဒီကနေ့ဇန်နဝါရီလ9ရက်နေ့ဖြစ်ပါတယ်အဲ့တော့ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့ပဲခူးတိုင်းဒေသကြီးတွေကတောကျွဲအင်းမြို့ကိုအကြမ်းဖက်အုပ်စုတွေဝင်ရောက်တိုက်ခိုက်တဲ့အခြေအနေကိုတင်ပြပါမယ်အဲ့တော့တောကျွဲအင်းမြို့ဆိုရင်တော့အားလုံးကတိတ်ကြားဘူးမှာမဟုတ်ပါဘူးကြားဘူးမှာမဟုတ်ပါဘူးအဲ့တော့ကြားလဲကြားဘူးရမယ်တိတာထင်ရှားတဲ့နေရာကိုကျွန်တော်တစ်စင်ချင်းတင်ပြပါမယ်ပဲခူးမြို့တော့အားလုံးသိပါတယ်ပဲခူးမြို့ကလည်းကျွန်တော်ရှေ့ဆက်ထွက်မယ်ဆိုရင်အမှကျွန်တော်ဖျားကြီးဖျားလေးတာဆုံရှိပါတယ်ကျွန်တော်တို့စီဝါရေးအချက်ချကြတဲ့နေရာပါအဲ့ဒီကနေကျွန်တော်ဆက်သွားမယ်ဆိုရင်အပေါ်အမြန်လန်းကိုတော့တက်မယ်ဆိုရင်ကျွန်တော်တို့အမြန်လန်း39မိုင်ကိုပေါက်ပါတယ်39မိုင်အောက်မှာတော့ရွှေပလင်ရှိတယ်အမှစားတော့ဆိုင်တိုင်းရှိပါတယ်အဲ့ဒီနေရာမှာကျွန်တော်တို့ဒီငရမ်းကြောက်တွေရောင်းတယ်ငရမ်းကြောက်ဆိုတဲ့နေရာမှာငချင်းကြောက်တွေလည်းရောင်းပါတယ်ဆိုင်လို့လားနော်သတင်းသမားငရမ်းကြောက်တွေငချင်းကြောက်တွေရောင်းတယ်ဒီပါလေကြောက်ပြောနေတာပြောတယ်ရှိပြောနော်မိုးစရာရှိတာတော်တော်စီစီမိုးပါငရမ်းကြောက်ဝယ်တာငချင်းကြောက်တွေရောပါလာပါသေးတယ်အဲ့ဒီနေရာလေးပေါ့ဒါကိုရွေးနေရာလေးပေါ့ဒါကြောင့်ကျွန်တော်အဲ့ဒီနေရာမှာလည်းဒီငရမ်းကြောက်ဝယ်တဲ့အခါမှာလည်းကြည့်ဝယ်ပေါ့ငချင်းကြောက်တွေလည်းပါလာတတ်ပါတယ်တစ်ချက်ချင်းဝယ်ရင်တော့ပြဿနာမရှိဘူးသူအတွဲလိုက်ဝယ်ရင်တော့ပြဿနာရှိပါတယ်ဒါအဲ့ဒီအချင်းတွေပေါ့အဲ့တော့ကျွန်တော်တို့သူ့ရဲ့သတင်းကျင်ညာတဲ့နော်သတင်းစကေးကိုရှိုးလိုက်အောင်ဆက်ပြီးတော့ကျွန်တော်ဆက်ပြီးတင်ပြရမယ်ဆိုရင်အဲ့ဒီဖျားကြီးဖျားလေးတာဆုံးကနေကျွန်တော်ဆက်တက်မယ်ဆက်တက်တဲ့ခါမှာပြင်မုံကြီးရောက်မယ်ကြိုက်စကောရောက်မယ်အဲ့မှာကျွန်တော်ဂျားထဲမှာရွာတွေရှိမယ်ရွာတွေဖြတ်မယ်ဆိုရင်ဒိုင်ဦးကိုရောက်မယ်အဲ့တော့ဒိုင်ဦးဆိုအလုံးသိပါလိမ့်မယ်ဒိုင်ဦးကနေဆက်သွားမယ်ဆိုတော့ဒိုင်ဦးပြုံးနေစားညောင်လေးပင်ပိန်းစလုတ်ကြောက်တကားပဲနွယ်ကုန်းကြော်ရင်တော့တောကျွဲအင်းရွာကိုရောက်ပါတယ်ဒီကစပယ်ယာလောက်ခဲ့ဘူးလားမသိဘူးနော်နီးပါတယ်ဘယ်တော့မှမွေးပါဘူးတောကျွဲအင်းပဲနွယ်ကုန်းကညွတ်ကွင်းပေါ့ဗျာအဲ့တကြောပေါ့ဗျာတကြောပေါ့လေတံရှိုးနော်အုတ်ကူနင်းနေတော့အုတ်ကူနင်းတဲ့ချိန်တုန်းကလေတံနဲ့လုံးဝမတူတော့ဘူးအပြင်ဒီနေ့အပြင်ဒီရန်ကုန်မန်းလေးလောင်းကဒါကျွန်တော်စစ်တောင်းမြင့်တဲ့အပြိုင်တည်ရှိတဲ့နေရာတွေပါစစ်တောင်းမြင့်တဲ့အပြိုင်ပေါ့ဗျာရခင်ကတော့ဒီစစ်တောင်းမြင့်ရဲ့တစ်ဖက်ကမ်းမှာပဲအကြမ်းဖက်အုပ်စုတွေကလှုပ်ရှားနိုင်ပါတယ်ဒီစစ်တောင်းမြင့်ရဲ့ကျွန်တော်တို့လက်ရှိမျိုးတွေဘက်ချမ်းလမ်းဟောက်ဘက်ချမ်းကိုတော့အကြမ်းဖက်အုပ်စုတွေမလှုပ်ရှားနိုင်ပါဘူးတိုးတော်လည်းပဲကျွန်တော်လက်ရှိမှာတော့အကြမ်းဖက်အုပ်စုတွေကစစ်တောင်းမြင့်ကိုကူးလာတယ်စစ်တောင်းမြင့်ကိုကူးလာပြီးတော့ရွာတွေဖြတ်လာပြီးတော့မျိုးတွေကိုလာတိုက်တယ်ဒီလမ်းဟောက်မှာရှိတဲ့တရားတွေမိုင်းခွဲတယ်ယထာတန်လန်တွေမိုင်းခွဲတာတွေလုပ်ပါတယ်ဒါဖြစ်နေတဲ့အခြေအနေပါအဲ့တော့နံပါတ်1ဒါတွေဘာကြောင့်ဖြစ်ရလဲကျွန်တော်တို့ဒါတွေအခုမှဖြစ်တာမဟုတ်ပါဘူးဟိုဘက်ရန်ကုန်ပြည်လမ်းဘက်ဆိုရင်လက်ရှိလက်တလုံးမှာကျွန်တော်တို့ဒီလမ်းမိုင်းမှာရှိတဲ့နေရာတွေတိုက်ခိုက်ခိုင်းတာရှိတယ်ရန်ကုန်ပြည်လမ်းမိုင်းမင်းလာကျုပ်ပဲနော်မင်းတို့ပြောတော့စစ်ရှုံးနေပြီဆိုနော်ဒေါ်လာရင်းရဲ့စစ်ရှုံးနေပြီတော့ပါတော့အခုကျတော့လဲကောင်နက်တလင်းပေါ့ဒီတန်လေးကမကောင်းတော့ဘူးဖြစ်နေတယ်အဲ့တော့ကျွန်တော်တို့ကဟိုဒီလုံးဆရာရှိကြတော့လုံးဖို့လိုတယ်ဗျလုံးဆရာရှိကလုံးဖို့လိုတဲ့အခါမှာနံပါတ်1နော်သူရဲ့ငိုချင်းချပြီးစပြီးတော့နံပါတ်1အကြမ်းဖက်အုပ်စုတွေရှင်းတန်နိုင်တဲ့နီးလန်းတွေရှိပါတယ်အချက်လက်တွေလည်းအများကြီးရှိပါတယ်နံပါတ်1သတင်းချက်လက်ရယူမှုပါသတင်းချက်လက်အကြမ်းဖက်အုပ်စုတွေကသတင်းချက်လက်တွေသူတို့ရယူနေပါတယ်နံပါတ်2ကရိတ်ခါစေးဝါနဲ့73စီတွေရရှိနေပါတယ်
နံပါတ်3ကငွေကြေးရရှိပါတယ်အဲ့တော့ဘကိုးရိုးမကိုအမိပြုပြီးတော့အကြံဖက်အုပ်စုရဲ့နံပါတ်1သတင်းချက်လက်တွေရတယ်နံပါတ်2ရိတ်ခါစေဝါနဲ့ကျွန်တော်လောင်စာစီတွေရတယ်နံပါတ်3ကတော့ငွေကြေးရရှိတယ်သတင်းသွားပြီပေါ့နော်သတင်းချက်လက်ရတယ်နော်စားနေရိတ်ခါရတယ်ငွေကြေးရလည်းရနေသေးဆိုဘယ်သူကရှုံးမှာလဲနော်ချက်လက်ဆိုတဲ့နေရာမှာလက်ရှိကျွန်တော်တို့ဒီဘကိုးရိုးမအခြေမှာတိုက်ပွဲတွေဖြစ်တယ်တိုက်ပွဲတွေဖြစ်တော့အဲ့ဒီ area မှာရှိတဲ့ဒါဒေသခံတွေပေါ့ဒေသခံတွေကကျွန်တော်မြို့ပေါ်တွေမှာလာပြီးတော့ရှောင်နေရတယ်မြို့ပေါ်တွေရှောင်နေရတယ်အဲ့ဒီအနီးနားမှာရှိတဲ့ဒီလမ်းမကြီးဘေးနားမှာရှိတဲ့ရွာတွေမှာသူတို့ရှောင်နေရတယ်အဲ့လိုရှောင်တဲ့အခါမှာဒီအုတ်ချိုရအာနာပိုင်တွေကဒီစစ်ရှောင်လာတဲ့ပြည်သူတွေကိုအာနာပိုင်ဖွဲ့တွေကအချက်လက်ပြုစုထားခြင်းမရှိဘူးရှိလည်းရှိမှမရှိခြင်းလည်းမရှိဘူးပြည်စုံခြင်းမှာပြည်စုံလိမ့်မယ်ဒါတွေပြက်ကွက်တယ်စစ်ရှောင်ကဘယ်သူကြောင့်ရှောင်တာလဲနော်မင်းတို့တွေရွာစဉ်ပတ်ပြီးတော့မီးရှို့လို့တက်ဖြတ်နေလို့ဟိုပြည်သူတွေမှာစစ်ရှောင်နေရပါတယ်ဆိုမှမင်းကသတင်းသမားတွေဟိုစစ်တပ်ကိုသွားပြီးတော့ဒီဟာတွေကိုသတင်းပြုစုရမယ်ဆိုသူတို့ဒီအကြမ်းဖက်စစ်တပ်ကိုရှောင်ပါတယ်ဆိုမှအကြမ်းဖက်စစ်တပ်ကိုရှောင်နေလို့သတင်းပြုစုဖို့ဆိုပြီးသွားပြောနေနော်အဲ့မှာကျွန်တော်ရှောင်လာတဲ့လူတွေကအဲ့တော့မိန်းမတွေနဲ့ကလေးတွေပဲပါတယ်ယောက်ျားတွေမပါဘူးအဲ့ယောက်ျားတွေဘယ်ရောက်သွားတယ်လဲဒါလည်းမေးစရာပဲအဲ့တော့ခင်ဗျားဒီကျွန်တော်တို့ဟိုချုံချုံလေးလေးနဲ့လာပြီးတော့ရှောင်ရင်တော့ပြဿနာမရှိဘူးအဲ့လိုမှမဟုတ်ဘဲနဲ့မိန်းမတွေနဲ့ကလေးတော့ပါတယ်ယောက်ျားတွေကကြံခဲ့တယ်ဒါပြဿနာရှိတယ်အဲ့ဒီရှောင်လာတဲ့လူတွေကိုအာနာပိုင်တွေကစိတ်ရင်းမပြုစုထားဘူးစိတ်ရင်းမပြုစုထားဘူးမစစ်စစ်ထားဘူးအဲ့တော့ဒီမှာပါလာတဲ့သူတွေကသူတို့ကဒီလမ်းမကြီးနားမှာရှိရန်တော်နေမင်းသွားစစ်ပါလားနော်မင်းသွားစစ်ပါလားမင်းတော်နေလို့မင်းတို့ဘောမရတဲ့ကောင်ဖြစ်နေတာနော်ရန်တော်နေမင်းသွားစစ်ဒီတက်မလို့စစ်ကြောင်းတွေသွားလာမှုတွေဒီလမ်းမိုက်မှာအားနေချက်အားသက်ချက်တွေသူတို့သိတယ်ပြီးတော့အဲ့မှာကျွန်တော်တို့တောက်လျှောက်ဖုန်းကွန်တက်တွေလုပ်တယ်လုပ်ပြီးတော့ကျွန်တော်တို့ဒီလမ်းမိုက်တွေဝင်ရောက်တိုက်ခိုက်တာတွေလုပ်တယ်အဲ့မှာကျွန်တော်တို့အကြမ်းဖက်အုပ်စုတွေကကျွန်တော်အတွင်းရဲ့သတင်းတွေကိုသူတို့ရရှိနေတယ်နံပါတ်1ရိတ်ခါနဲ့ဆေးဝါရိတ်ခါနဲ့ဆေးဝါဆိုရင်နေရာမှာကျွန်တော်တို့ဒါကျွန်တော်တို့ရန်ကုန်ပြည်လန်းစသဖြင့်ပေါ့ဗျာဒီပဲခူးရိုးမနဲ့ဆက်ဆက်တဲ့နေရာတွေပေါ့အဲ့မှာရှိတဲ့မြို့တွေကနေပြီးတော့ကျွန်တော်တို့ဒီရိုးမဘက်ကိုသွားနေတဲ့73စီတွေရိတ်ခါတွေရန်နေတိမတားစီနိုင်ဘူးငွေကြောင့်မျက်နှာလွှဲနေတယ်ဆိုရင်တော့တနေ့ခမရတို့ပဲပြန်ပေးဆက်လိုက်မယ်ကျွန်တော်တို့ကအဝေးခင်ဗျားတို့ပဲပေးဆက်အောင်မဟုတ်ဘူးမင်းတို့ lobby တွေနော်စစ်တပ်ကိုထောက်ခံပြီးတော့ပြည်သူတွေကိုတပ်ဖြတ်ဖို့အားပေးနေတဲ့ lobby တွေလည်းခံရမှာမင်းအခုချိန်ကြတော့မင်းတို့ဟိုအမိုးပွင့်ကားလေးနဲ့နော်သစင်ဦးတို့နဲ့နော်ကားကြီးပျော်ကြီးစီးပြီးတော့သွားပါလားတော်ကျွဲအင်းတို့နော်အုတ်တွင်းတို့သွားပြီးတော့သတင်းယူပါလားနော်ကျွန်တော်တို့အဲ့ဒေသလာခြင်းမလဲလာမှာမလာခြင်းလည်းမလာဘူးအဲ့ဒေသမှာစိတ်တက်ပဲတွေ့လားမင်းတို့စိတ်တက်ပဲရှုံးနေတဲ့နေရာကျတော့မသွားဘူးတဲ့နိုင်ထားတဲ့နေရာလေးကျတော့မင်းတို့ကပျော်ကြီးမသိရင်ပဲသူတို့ပဲနိုင်နေပြီပေါ့နော်ဟိုရှုံးတဲ့နေရာတွေနော်အပြတ်သက်ရှုံးပြီးတော့ကြိတ်ကန်နေရနေရရခိုင်လည်းမသွားရဘူးကချင်လည်းမသွားရဘူးအခုဒီပဲခူးဟိုအနည်းပေါ့ရန်ကုန်နဲ့မန္တလေးနော်မင်းတို့နေပြီးတော့နေပဲဆင်းလာခဲ့အောင်နည်းနည်းလေးပဲဘာမှမကြောက်ဘူးနိုင်ပိုင်းလောက်ပဲကြောက်မင်းတို့သွားရေးသတင်းသွားယူကြည့်ပါလားရှိတယ်ခင်ဗျားတို့ပဲပြန်ပေးဆက်လိုက်မယ်တချို့ကသိတယ်ပတ်စံရတော့မျက်နှာလွှဲနေကြတယ်ဒီနေ့ခင်ဗျားတို့ပဲဒုက္ခရောက်မှာပဲကျွန်တော်တို့အခုမှနော်မင်းအခုမှသိရလားလို့ပဲမေးနေတာနော်ပတ်စံရမျက်နှာလွှဲခင်ဗျားဘကိုးရိုးမယူခင်ဗျားကလည်းရခင်ကလို့ဒီလိုခင်ဗျားကလည်းဖြက်လေးပြက်နဲ့ဖြက်ကြည့်ပါလားရိတ်ခါမဝင်အကောင်တို့ဘလို့စားမလဲဘလို့မှရှင်သန်စရာအကြောင်းဖြစ်အများဆုံးမဖြက်နဲ့ဗျာခင်ဗျားတစ်နှစ်ခွက်လောက်ပဲဖြက်6လောက်ဆိုအရင်သိတာလားပြီစေဦးစီးချုပ်နော်ခန့်ရမှာဒီကောင်ကိုမင်းအွန်လိုင်းရဲ့စေဦးစီးချုပ်ခန့်ရမှာမင်းအွန်လိုင်းတွေကနေဖယ်ပြီးတော့အရင်ညံကောင်းတယ်6လောက်နဲ့တစ်နှစ်တွင်းဆိုခင်ဗျားခါကော့နေပြီခါကော့ဒီခါကော့ရိတ်ခါတွေဖြတ်တော့ဖို့လိုတယ်ခင်ဗျားဘကိုးရိုးမဟိုဘက်ချက်ဒီဘက်ချက်ရိတ်ခါဖြတ်ကြည့်ပါလားဗျာခါတောင်ကော့သွားအောင်မယ်အဲ့လိုမှမဟုတ်ဘဲနဲ့ဟလာကျွန်တော်တို့အကြီးကဲဒီသက်ဆိုင်ရာတိုင်းဒေသကြီးအစိုးရဖွဲ့အပါဝင်သက်ဆိုင်ရာကျွန်တော်အကြီးကဲတွေကတော့ဒါညွှန်ကြားလိမ့်မယ်တိုးတော်လည်းပဲအောက်ခြေမှာကငါတို့ပတ်စံရပြီးတော့ကွာမျက်နှာလွှဲနေလိုက်မယ်ဆိုရင်တော့တနေ့ခင်ဗျားတို့ပဲပြန်ပေးဆက်လိမ့်မယ်အောက်ခြေမှာဖျဲသီးရှိရနော်ပဲတတိတာအဲ့လိုကြီးအဲ့တော့ရိတ်ခါတော့ဖြတ်ကောင်းဖြတ်လိမ့်မယ်တိုးတော်လည်းပဲမျက်နှာလွှဲတဲ့ပုံကိုယ်တွေကြောင့်ရိတ်ခါတွေကတော့ဘကိုးရိုးမတဲ့တောက်ချောက်စီးစင်းနေတယ်နံပါတ်3ငွေရရှိမှုပါဘကိုးရိုးမမှာအလုံးတည်းတိုင်းတက်ထွက်တယ်မီးသွေးထွက်တယ်ဒါပါဆိုအဓိကတက်ပေါ့တက်ထွက်တယ်မီးသွေးထွက်တယ်နော်ဟိုမိမရောင်းတဲ့တနခါးတွေပါလေထွက်ရင်ထွက်မှာဟုတ်ပါနော်တက်တယ်ဘယ်လိုထွက်နေလဲအဲ့တက်တယ်ဘယ်တွေဝင်နေလဲခင်ဗျအဲ့တက်တွေကခင်ဗျရန်ကုန်ဝင်တယ်လေရန်ကုန်ဝင်တယ်ခင်ဗျပုံစံမျိုးစုံနဲ့ဝင်တယ်အဲ့တော့ခင်ဗျတက်မောင်ကိုသမားကဘကိုးရိုးမတွေကတက်ချတယ်ဆိုရင်တက်ဆိုတာလက်ရှိဘကိုးရိုးမတက်ဆိုတာအတွင်းပိုင်းမှာပဲရှိတာဂျောင်းကလောင်ထဲမှာပဲရှိတာအဲ့ဒီကတက်တွေကိုချတယ်ဆိုတာအဲ့မှာရှိတယ်ခင်ဗျ तू ကခုတ်ပြီးတော့တခါလေးတက်လာတာမဟုတ်ဘူးအဲ့အတွင်းပိုင်းမှာရှိတဲ့ PDF တွေကိုခင်ဗျပတ်စံတွေပေးတယ်ပတ်စံတွေပေးပြီးတော့သဲတယ်အဲ့လမ်းပိုင်းမှာရှိတဲ့ပုံကိုယ်တွေလက်ဆွဲနှုတ်ဆက်ပြီးတော့သဲတယ်ကျွန်တော်တက်တယ်ပဲပြောမယ်အရှိတရားပြောတာအဲ့လိုတွေသဲတယ်သဲပြီးတော့ကျွန်တော်တို့
စသဖြင့်ရန်ကုန်ဝင်တယ်အခြားသောနေရာတွေကိုဝင်တယ်ပုံစံမျိုးစုံနဲ့ဝင်တယ်အဲ့တော့အကျန်းနဲ့မုံမဲ့အချောတဲ့တိုင်းလည်းဝင်တယ်နော်ရန်ကုန်တွေဟုတ်တော့ခင်ဗျာပုံစံမျိုးစုံနဲ့ဝင်တယ်ဒါတွေရှိတယ်ဗျဒီတက်နဲ့ပတ်တိုင်းလည်းခင်ဗျာလက်ဝကြီးအုပ်ထတာဘယ်နှယောက်မှမရှိဘူးဗျတကယ်ဖမ်းရင်လည်းအဲ့ဒီလူတွေမမိဘူးအောက်ကရင်မောင်းတို့ပါတော့ပဲမိတယ်အုံနာမမိဘူး ဒီမောင်ဘယ်မိမအောင်နော်ဟိုဒါပါတော့အုံနာမမီဘူးပေါ့အုံနာကမင်းပထွေးတွေလေနော်အုံနာကမင်းဘောမနေတယ်မင်းပထွေးတွေဟောက်ယူอ่ะ အုံနာမမိဘူးဗျခင်ဗျားတို့ပဲခံရမှာတော့ကျွန်တော်တို့ကဘာမှအလူကြီး ဟုတ်လားပြောလိုက်ရင်တော့ဗာလေခင်ဗျားတို့ပဲခံရမှာကျွန်တော်တို့ဘာမှမဖြစ်ဘူးဘာမှမဖြစ်ဘူးနဲ့ဟိုကြောက်ပြီးတော့စွတ်ပြီးတော့နော်ငိုပြနေတာဗျာရှင်းရှင်းပြောရင်ဒီအောင်သွေးပြန့်နေတာ ဒါပေမဲ့ပြောတင်ပြောလိုက်တာပြောရမယ်ကျွန်တော်လူစုမနာအောင်ပြောရမယ် လူတုမနာအောင် ခင်ဗျားတို့မျက်နှာလွှဲတယ်ဗျအဲစီမံချက်ရှိတယ်အပေါ်ကလူကြီးကညွှန်ကြားလေးဆိုတော့အဲ့ဒီရက်တော့မင်းတို့ရက်တော့ကားတွေမောင်းလို့မရဘူးကျန်တဲ့နေ့ဆက်မောင်းတယ်ဒါရှိတရားပဲအဲ့တော့ရန်သူကအဲ့ဒီမှာကျွန်တော်တို့ကဒီငွေကြေးရတယ်သတင်းတွေရတယ်စေဝါနဲ့ရိတ်ခါတွေရလာတယ်73စီရတယ်သူတို့ရှင်းတန်လို့ရတယ် မရတာဘာမှမရှိတော့နော်မရတာဘာမှမရှိတော့ရန်သူကဘာရတယ်သတင်းချက်လက်ရတယ်နော်ငွေကြေးရတယ်စေဝါရိတ်ခါရတယ်မင်းတို့ဘလို့သွားလို့တော့နော်မင်းတို့ရဲ့အကြမ်းမဲ့စစ်တပ်ကကောင်းနေအကုန်လုံးကဒီမှာနေရာတိုင်းမှာရိတ်တာဟိုရိတ်ခါဖြက်လက်ခံနေရတာနော်အေမှာဟိုအေရဲ့လက်ချက်နဲ့လည်းဒီမှာငတ်မော့ပြီးတော့ပိန်လီ6တွေ့ပြီးတော့နော်စစ်မတိုက်နိုင်တဲ့အချိန်မှာဒီမှာကဟိုအကုန်ရတယ်ကွာပတ်စံ သတင်းချက်လက်တွေရတယ်အဲ့နောက်ထပ်ဒီတစ်မောင်ကိုသမားလည်းနှစ်ဖက်ခွာတယ်ဟောဒီဘက်ကလမ်းပိုင်းမှာရှိတဲ့လူတွေလည်းပေါင်းတယ်တောထဲမှာရှိတဲ့အကြမ်းဖက်အုပ်စုတွေလည်းပေါင်းတော့ဆင်းသူတို့ကားတွေဆင်းတဲ့အခါမှာဘာလို့လဲဆိုတော့အဲ့မှာသူတို့ဆန်တို့စီတို့တခါတည်းအကုန်လုံးတည်သွားတာတည်ပြီးတော့မှ PDF ကိုပေးတယ်ပတ်စံလည်းပေးတယ်ပြီးရင်တက်တွေပြန်တက်လာတယ်လမ်းပေါ်ရောက်တယ်လက်ဆွဲနှုတ်ဆက်တယ်အပေါ်ရောက်သွားတယ်ဒီလိုနဲ့လက်ပတ်နေတာခင်ဗျားတို့သိတယ်ခင်ဗျားမသိဘူးဆိုတော့ခင်ဗျားတို့သိတယ် သိရလေမသိတာမင်းတယောက်ပဲရှိတာနော်အခုမှရေးကြီးခွင်ကျဲနော်သတင်းထဲမှာထည့်ပြီးတော့ပြောနေတယ်ဘာမှလည်းမဟုတ်ပါဘူးနော်ကျော်စိုးတော်တော်လောင်သွားတဲ့အခြေအနေပေါ့ဗျာဒီမှာပျော်ရတာဘယ်နှရက်မှတော့မရှိသေးတဲ့အချိန်တွေမှာဒီမှာပဲခူးတိုင်းမှာထပြီးတော့ထပွင့်လိုက်တော့တော်တော်လေးကိုငိုနေတဲ့အနေထားနော်ပြောလိုက်ရင်တော့ခင်ဗျားတို့ပဲထိမှာခင်ဗျားတို့ပဲထိမှာနဲ့ဒီကောင်ကငိုတိုင်းနဲ့သွားပြီးတော့တိုင်နေတာပြီးတော့ဟိုခင်ဗျားတို့သိတယ်ပေါ့သိရမလားအောက်ရှိမှာဘာဖြစ်နေခင်ဗျားတို့သိတယ်သိရင်ဘာမှမလုပ်နိုင်ဘူးလေဒီကောင်ကဘာမှမဟုတ်တာနော်ဟိုလော်ဘီထဲမှာတော့ဒီလိုမျိုးညံရီနဲ့ကောင်နေအဲ့ဘက်မှာရှိတာလေမစမ်းပါဘူးအဲ့ဒါကြောင့်လည်းဒီမြောက်နိုင်တို့ဘက်ကအများတန်းရှုံးနေတာဆိုတော့လော်ဘီတွေကိုယ်တိုင်ဟိုကဒီကောင်တွေရဲ့လော်ဘီတွေသစင်ဦးတို့နော်ဒီမှာကျော်စိုးဦးတို့ကျော်မျိုးမင်းတို့အုံနောက်တွေကတက်မပြည့်တဲ့အုံနောက်တွေနဲ့လော်ဘီလုံးနေမှာတော့ဘလို့လို့နိုင်တော့မှာလဲနော်အဲ့တော့ဒီဟာတိုင်းမှာလည်းဒီကောင်တွေရဲ့ဒီသတင်းတူသတင်းမားတွေကလည်းအများတန်းဖြန့်နေတာပေါ့နော်ဒီ PDF တွေဘယ်နှယောက်မိတယ်ဘာညာကြောက်ပြီးတော့ Telegram မှာပြောနေကြတာဒါပေမဲ့ Facebook မှာကြတော့ဒီမှာ PDF တွေကနော်ကျွန်တော်တော်လိုင်းတက်ဖွဲ့တွေအကုန်လုံးအေးစစ်စစ်ပဲကတ္တရာလမ်းမကြီးပေါ်မှာအေးစစ်စစ်ပဲဟိုလမ်းလေးလျှောက်ပြီးစကားလေးပြောပြီးတသားရာလေးပဲလုပ်ပြတော့အဲ့လိုမျိုးအနေထားတကယ်တမ်း PDF တွေထိကြည့်ပါနော်ကျွန်တော်တို့ရဲဘော်တွေလှုပ်ချုပ်နေတဲ့အနေထားတော့မှမြင်ရမှာပေါ့ဗီဒီယိုထဲမှာဒါပေမဲ့တကယ် social media မှာကြတော့အေးစစ်စစ်ပဲနော်လက်နက်တွေကလည်းအပုံလိုက်ရတယ်တသားရာလေးပဲဝင်ထွက်သွားပြီးလုပ်ပြသွားတယ်အနေထားပေါ့ဒါတော့အောင်ပွဲတွေကအများကြီးလာအောင်မှာဆက်ပြီးတော့နော်တစ်ဖက်မှာလည်းဒီအာရခတက်တော် A ရဲ့လက်တံကလည်းရှယ်ပြင်းနေတာတစ်ချိန်လုံးနော်ဒီအညာမှာလည်းပြင်းနေနော်ရန်ကုန်ထိတောင်မှနိကက်ကက်ကိုချင်းချောက်လာနိုင်တဲ့အနေထားဖြစ်နေပြီနော်အဖွဲ့ပေါင်းစုံကဝင်ပြီးတော့လုပ်ပြသွားတဲ့အနေထားပေါ့နော်မနေ့ကဆိုရင်တော့အဲ့တော့အောင်ပွဲတွေအများကြီးကထပ်လာအောင်ပါပါအဲ့တော့လော်ဘီတွေလည်းစောင့်နေတော့နော်ငိုဖို့ပဲစောင့်နေပါလို့ပဲပြောချင်ပါတယ်ဒီတော့ကျွန်တော်ရဲ့ဗီဒီယိုကိုဒီမှာပဲအဆုံးသတ်ချင်ပါတယ်နော်ကျော်စိုးဦးရဲ့ဗီဒီယိုနော်ဒေါသထွက်နေတဲ့ဗီဒီယိုလေးငိုနေတဲ့ဗီဒီယိုလေးကြည့်ပြီးတော့လဲအားရမယ်လို့ထင်ပါတယ်ဗီဒီယိုကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါ